Hello အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်ကဒီဗီဒီယိုလေးမှာဘာ sharing လုပ်ချင်လဲဆိုတော့ဒီဗီဒီယိုလေးကဆိုင်ရဲ့ introduction video ဖြစ်တယ်ပေါ့နော်။ဆိုင်ကဘာပြပြထားမလဲဆိုတော့ဆိုင်ကဘယ်လို content တွေဆိုင်က create လုပ်သွားမယ်ပြီးကြတော့ဘာဖြစ်လို့ဒီ channel ကိုဆိုင်က create လုပ်ချင်တာလဲဆိုတော့ပတ်သက်ပြီးမှပြပြထားမှာဖြစ်ပါရှင်။ဆိုတော့ပထမဆုံးအနေနဲ့ဆိုင်ကဘယ်လို content တွေ sharing လုပ်သွားမလဲဆိုတော့ content ကအခုဆိုင်က UAE မှာနေနေတာဖြစ်တဲ့အတွက်ဆိုင်ဒီ UAE မှာပေါ့နော်တွေ့ကြုံခံစားခဲ့ရတဲ့အတွေ့အကြုံတွေပြီးတော့ဆိုင်ရဲ့အလုပ်တွေခေရနဲ့ပတ်သက်ပြီးဘယ်လိုရှိရဲ UAE မှာအဲ့ဒါနဲ့ပတ်သက်ပြီးမှဆိုင်က sharing လုပ်သွားမယ်ပြီးကြတော့ဒီ fit ပေါ့နော်ဆိုင်တို့ကဒီလူဖြစ်တဲ့အတွက်ပေါ့နော်ဆိုင်တို့ကကျမ်းမာဆိုတာနေချင်းကတကယ်မှအရေးကြီးရဲဆိုတာနဲ့ပတ်သက်ပြီးမှလည်းဆိုင်ကအဲ့ဒါနဲ့ပတ်သက်ပြီး lifestyle နဲ့ share လုပ်သွားမယ်ပေါ့နော် fake ပေါ့နော်နောက်ဆုံးကတော့ဆိုင်တို့ကလူဖြစ်တဲ့အတွက်ပေါ့နော်လူတိုင်းမှာကိုကိုွယ်ရဲ့ဘာသာဆိုရှိရပေါ့နော်ကျွန်တော်တို့ဒီကိုကိုွယ်ချင်းကလည်းတကယ်အရေးကြီးရဲဆိုတာနဲ့ပတ်သက်ပြီးမှဒီအရာနဲ့ပတ်သက်တဲ့ content တွေကိုလည်းဆိုင်က sharing လုပ်သွားပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီဆိုင်ရဲ့ channel ကို like and subscribe လုပ်ထားပေးပါဆိုင်ကတကယ်လူတွေကိုပေါ့နော်ပုံမှန် growing ဖြစ်စေချင်တဲ့အတွက်ဆိုင်ကိုယ်တိုင်ကလည်း growing ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဆိုင်ကများတော့အားဖြင့် content တွေက growing ဖြစ်စေရ content တွေတင်သွားမယ်ပေါ့နော်ဒီ UAE မှာတွေ့ကြုံရတဲ့အတွေ့အကြုံ experience တွေကို share လုပ်သွားမယ်ပြီးကြတော့ဒီကိုကတခြားနိုင်ငံမှာနေရတဲ့အတွက်ပေါ့နော်ဘယ်လိုမျိုးဖြတ်တန်းရတယ်ဆိုတာနဲ့ပတ်သက်ပြီးမှလည်း share လုပ်သွားမှာဖြစ်တဲ့အတွက်ဆိုင်ရဲ့ content ကိုဆိုင်ရဲ့ channel ကို like and subscribe လုပ်ထားပေးရရှင်ဆိုတော့အားလုံးပဲကျေးဇူးပါဗီဒီယိုလေးကိုကြည့်လို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင် bye bye